Okay ဒီနေ့မှာကတော့ portable vlogging camera အကြောင်းကိုကျွန်တော်တို့ပြောကြတာပေါ့ portable ဆိုတာက3ရလွယ်သော100လွယ်သော vlogging video အဓိကထားရိုက်သော camera ကိုပြောချင်တာ vlogging လို့ပါပြီဆိုလို့ရှိရင်ကျွန်တော်တို့မျက်စိထဲမှာမြင်အောင်ကြည့်လိုက်ရမှာသူကဓာတ်ပုံရိုက်လို့မကောင်းဘူးဓာတ်ပုံအတွက်ဆိုလို့ရှိရင် portable vlogging camera တွေကိုမသုံးတာကောင်းတယ်ပေါ့နော် portable vlogging camera တွေမျက်စိထဲမှာမြင်အောင်ကြည့်လိုက်လို့ရှိရင် GoPro ရှိမယ် Osmo Pocket ရှိမယ်ပေါ့နော်ဒီမှာ Osmo Pocket 3အဲ့လိုမျိုး camera ကို portable vlogging camera လို့ခေါ်တယ် portable vlogging camera က2မျိုးထပ်ခွဲတယ်ပထမတစ်မျိုးကတော့ action vlogging camera နဲ့နောက်တစ်မျိုးကတော့ cinematic vlogging camera ပေါ့နော် action vlogging camera ဆိုတာနာမည်မှာက action လို့ပါပြီ action ဆိုတာပါတဲ့အတွက်ကျွန်တော်တို့ရဲ့လှုပ်ဆောင်မှုမှန်များပေါ့နော်များဆဆလှုပ်ရှားတာတွေဥပမာလက်ဝဲထိုးတာတို့ရေကူးတာတို့စပိန်စီးတာတို့ဆိုင်ငယ်စီးတာတို့ကားမောင်းတာတို့နော်ရေလီခုန်တာတို့ high jump လုပ်တာတို့တောင်တက်တာတို့အဲ့ဒီနေရာတွေမှာအဓိကထားသုံးတဲ့ camera မျိုးဖြစ်တယ်မျက်စိတွေမှာမြင်အောင်ရေးလို့ရှိရင် GoPro ပေါ့နော် GoPro ကထုတ်တဲ့ GoPro Hero 10 11 12ခုဆိုရင်တော့73 DJI ကဆိုလို့ရှိရင် DJI Osmo Action 4 Action 5 Pro အဲ့လို camera တွေရှိမယ် Insta ကထုတ်တယ်ဆိုလို့ရှိရင် Insta 360X Ace Pro 2အဲ့လိုမျိုး camera တွေကို standard action camera လို့ခေါ်တယ်ပေါ့နော်သူကတော့4000လုံးဆန်ပုံစံလေးရှိမယ်အကျန်းခံတယ်ရေဆိုခံတယ်ဒါပေမဲ့တခုကသူတို့က face focal lens ဖြစ်တဲ့အတွက်ကျွန်တော် Osmo Pocket လိုမျိုးရှိကြည့်နေဝါဘာညာတော့သူကမရဘူးအဲ့ဒါတခုတော့ရှိတယ်သူကကျတော့အဓိကquality ကိုအဓိကယူတာမဟုတ်ဘဲနဲ့သူကကျွန်တော်တို့ရဲ့လှုပ်ဆောင်မှု action line ကိုအဓိက record ပါအောင်သူကဖမ်းမိတာဖြစ်တဲ့အတွက်ရှိကြည့်နေဝါတွေဘာညာတွေတော့ရမှာတော့မဟုတ်ဘူးအဲ့ဒါတခုတော့မှတ်ထားရမယ် action camera ကိုမှပဲနောက်တစ်မျိုးကတော့ tiny action vlogging camera ပေါ့နော် tiny ဆိုတီးငယ်တော့တီးလေးကိုပြောတာ Osmo Nano ဆိုလို့ရှိရင်တီးလေးပဲเนาะအပေါ်မှာတစ်ခုပါတယ်ဆိုတော့ဒီကောင်ကဘယ်နေရာမှာသုံးလဲဆိုရင်ကျွန်တော်တို့ရဲ့ level မှာချိတ်ပြီးတော့သုံးတာမျိုး POV ရိုက်တဲ့နေရာတွေမှာသုံးတာမျိုးခေါင်းလေးမှာတက်ပြီးတော့သုံးတာမျိုး camera တော့ camera ပဲပို့ပြီးတော့အရွယ်စားသေးခြင်းတယ်เนาะနေရာတီးလေးပဲယူခြင်းတယ်ဆိုလို့ရှိရင်အဲ့လို tiny action vlogging camera တွေကိုသုံးရတယ် Insta ကထုတ်တဲ့ Insta 360 Go 3တို့Go Ultra တို့အရင်လမှာထွက်တဲ့ DJI ကထုတ်တဲ့ DJI Osmo Nano ဆိုတာရှိမယ် Tiny Action Camera တွေမှာတော့နာမည်ကြီးတာတော့အဲ့နှစ်ခုပဲလောလောဆယ်တော့ရှိမယ်ပေါ့နော်နောက် Action Camera တစ်ခုကကြတော့360ရိုက်လို့ရတဲ့ camera ပေါ့နော်သူကကြတော့ဘယ်လိုနေရာတွေမှာသုံးတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ကားပေါ့နော်ကားတို့ဆိုင်ကယ်တို့အဲ့လိုမျိုးကျွန်တော်game saw တို့လိုပုံစံပေါ့နော်အဲ့လိုမျိုးပြကျင်တယ်360ပတ်ချလေးကိုလှည့်ပြီးတော့ပြကျင်တယ်မြင်ကွင်းတစ်ခုလုံးပတ်ချလဲပြကျင်တယ်ဆိုလို့ရှိရင်အဲ့လို360 camera တွေသုံးနေရတယ်360 camera မှာစပြီးတော့နာမည်ကြီးတာကတော့ဒါ GoPro Max ပေါ့နော် GoPro Max ရှိမယ်နောက်တစ်ခါကျတော့ဒါတိတ်မကြခင်ကကြီးညာသွားတဲ့ GoPro Max 2ရှိမယ် DJI ကဆိုလို့ရှိရင်တိတ်မကြခင်ကထွက်ထားတဲ့ DJI Osmo 360ရှိမယ်နောက်တစ်ခါကျတော့360ထဲမှာစောက်ရန်နာမည်ကြီးတဲ့ Insta 360 X4 တို့ X5 တို့เนาะအဲ့လိုမျိုး invisible တုတ်တိုင်နေနဲ့စောက်ရန်မိုက်တယ်အဲ့လို camera တွေရှိမယ်နောက်တစ်ခါကျတော့ cinematic vlogging camera cinematic ဆိုတာရုပ်ရှင်ဆန်းဆန်းဒီလိုမျိုးလေးတွေเนาะရှေ့ကြည့်နောက်ဝါလေးတွေအဓိကရိုက်ပြတာတို့ slow motion တွေပြတာတို့เนาะအဓိကကိုယ့်ရဲ့ရုပ်ထွက်ကိုအဓိကထားပြီးတော့ရိုက်ပြတာတို့အဲ့လိုမျိုးအတွက်ထုတ်တဲ့ camera မျိုးကို cinematic vlogging camera လို့ခေါ်တယ်ပေါ့နော် cinematic vlogging ထဲမှာတော့နာမည်အကြီးဆုံးကတော့ DJI ကထုတ်တဲ့ DJI Osmo Pocket Series တွေပေါ့နော် Pocket 1 Pocket 2ဒါဆိုလို့ရှိရင် Pocket 3စောက်ရမ်းမိုက်တဲ့ camera တွေလာလာပပလေးတွေရိုက်ချင်တယ်သွားမယ်စားမယ်အပြင်မှာ outdoor vlog တွေရိုက်တာများတယ်ဆိုလို့ရှိရင်တော့အဲ့လိုမျိုး cinematic vlogging camera တွေကိုအဓိကဝယ်တင်တယ် cinematic vlogging camera တွေမှာဆိုလို့ရှိရင်အရင်နာမည် popular မဖြစ်တဲ့ series တွေမှာဆိုလို့ရှိရင်တော့ Fimi Pan ရှိမယ်အခုဆိုရင်တော့ Pan 2လောက်နေထွက်ပြီနော် Pan 2ရှိမယ်နောက်တစ်ခါကျတော့ Odro M5 ရှိမယ်အဲ့ကောင်တွေကတော့အရင်တော့နာမည်တော့မကြီးဘူးဒါပေမဲ့သူ့ဈေးနဲ့သူကတော့မဆိုးဘူးဒီကောင်တွေကကျွန်တော်တို့ကတော့ဒီ Pocket Series ပဲသိကြတာပေါ့နော်အဲ့တော့ကျွန်တော်တို့ Pocket ပဲ Osmo Pocket 3ပေါ့နော်နောက်ဆုံးထွက်တာကတော့အဲ့ဒါလေးတော့ပိုကောင်းတယ်သူကတော့ cinematic vlogging camera မှာတော့နာမည်အကြီးဆုံးပဲဆိုတော့အားလုံးရှင်းလောက်မယ်ထင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဗျာ